ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမဒီနေ့ရှင်းပြပေးမယ့်အကြောင်းအရာလေးကကြတော့ညီမတို့ item conversion လို့ခေါ်တဲ့ပေါ့နော် feature လေးပဲဖြစ်ပါတယ်ဒီ feature လေးကကြတော့ညီမတို့ mini map တွေပေါ့နော် manufacturer တွေမှာအသုံးပြုရညီမတို့အထုပ်ကြီးရနေအထုပ်ငယ်လေးတွေကိုပေါ့နော်ခွဲထားတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်ညီမတို့ coffee mix ထုတ်ပေါ့နော်ဆိုလို့ရှိရင်ညီမတို့ကအချို့ဆိုင်တွေမှာအထုပ်ကြီးအပြင်ဟိုမှာညီမတို့ကဒီအထုပ်သေးလေးတွေပေါ့နော်ခွဲပြီးရောင်းတာမျိုးလေးတွေရှိတယ်အဲ့ဒီမှာညီမတို့ကအထုပ်ကြီးကိုဖောက်ပြီးတော့ညီမတို့အထုပ်သေးသေးလေးတွေခွဲရောင်းတဲ့အခါမှာညီမတို့အသုံးပြုရပေါ့နော် feature ပုံစံလေးပဲဖြစ်ပါတယ်ရှင်ညီမတို့က item conversion တစ်ခုပြုလုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးညီမတို့ stock list ထဲကိုသွားပြီးလေ stock list ထဲရောက်သွားပြီဆိုလို့ရှိရင်ဒီမှာညီမတို့ပေါ့နော်ဒီ stock list မှာဆိုလို့ရှိရင်ဒီ Sunday coffee မှာကကြတော့ညီမတို့က parking အကြီးနဲ့ပေါ့နော် Sunday coffee ရဲ့တစ်ခုစားပေါ့နော်ညီမတို့ကဒီ item နှစ်ခုအရင်ဆုံးခွဲပေးထားရမယ်ပေါ့နော်ခွဲပေးပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ကအရင်ဆုံး Sunday coffee ရဲ့ပေါ့နော် parking အထုပ်ကြီးရဲ့ item တွေကိုညီမတို့ဝင်လိုက်တယ် item တွေကိုရောက်ပြီဆိုလို့ရှိရင်ပေါ့နော်ညီမတို့က score bar လေးကိုအောက်ကိုဆွဲချလိုက်ရင် item conversion mapping ဆိုတာလေးရှိပါတယ်ရှင်ဒီ item conversion mapping လေးကိုညီမတို့ဖွင့်လိုက်တယ်ပေါ့ညီမတို့ကခုနက Sunday coffee အထုပ်အသေးရဲ့ပေါ့နော် item နာမည်လေးကို second item ကုတ်နေရာမှာရိုက်ထည့်ပေးပါမယ်ရှင်ညီမတို့အခုလိုမျိုးပေါ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ဒီနေရာလေးမှာထည့်လိုက်တယ်မွန်ရှူကကြတော့ညီမတို့ကဘာကိုပြောရလဲဆိုလို့ရှိရင်အထုပ်ကြီးတစ်ထုပ်မှာပေါ့နော်အထုပ်ငယ်လေးတွေဘယ်နှထုပ်ပါလဲပေါ့နော်အဲ့ဒီရဲ့ ratio လေးကိုညီမတို့ထည့်ပေးရမှာပဲဖြစ်ပါတယ် ratio လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ကအမှန်စစ်လေးကိုနှိပ်လိုက်တယ်ဒါဆိုလို့ရှိရင် Sunday coffee ရဲ့ပေါ့နော် parking အထုပ်ကြီးရဲ့အောက်မှာ item အသေးအနေနဲ့ပေါ့နော်ဒီ parking အထုပ်အသေးလေးကဝင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ညီမတို့က quantity စထည့်တော့မယ်ပေါ့နော် quantity စထည့်မယ်ဆိုလို့ရှိရင်ညီမတို့ကဒီညာဘက်ထောက်မှာရှိရဲ့ app button လေးကိုညီမတို့နှိပ်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ကဒီ in out quantity မှာပေါ့နော် parking အထုပ်ကြီးမှာဘယ်နှ parking ရောက်လာလဲပေါ့နော်ညီမတို့က10 parking ရောက်လာတယ်ဆိုလို့ရှိရင်10ထည့်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ဝယ်စီပေါ့နော်ဝယ်စီကတော့ထည့်လို့လည်းရတယ်ပြီးရင်ညီမတို့အမှန်ကြီးလေးနှိပ်လိုက်တယ်ဒါဆိုလို့ရှိရင်ညီမတို့က parking အထုပ်အကြီးအနေနဲ့ quantity ဝင်သွားပြီပေါ့နော်ဒီအထုပ်အကြီးကိုမှညီမတို့ကနေပြီးတော့ဒီအထုပ်အသေးကိုဘယ်လိုပြန်ခွဲမလဲဆိုလို့ရှိရင်ဒီ app button လေးကိုညီမတို့နှိပ်တယ် entry type နေရာမှာ repack ဆိုတာလေးရှိပါတယ်ရှင်ဒီ repack လေးကိုညီမတို့နှိပ်လိုက်တယ်ဆိုရင်ညီမတို့က quantity ရွှေ့လို့ရတာကအခုရေ10ခုရှိရပေါ့နော်အဲ့ဒီမှာညီမတို့ကအထုပ်ကြီးတစ်ထုပ်ကိုပဲဖောက်လိုက်တယ်ဆိုလို့ရှိရင်ဖောက်လိုက်တဲ့အရေးအတွက်ရဲ့ဘန်းကိုညီမတို့ထည့်ပေးရပြီးတော့ပြီဆိုလို့ရှိရင်အမှန်ကြီးလေးညီမတို့နှိပ်လိုက်တယ်ဒါဆိုလို့ရှိရင်ခုနကအိမ်အောက်က10ခုဖြစ်နေရကနေပါကင်အထုပ်ကြီးက9ခုပဲကျန်တော့တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တစ်ခုကကြတော့ထုပ်ငယ်လေးနဲ့ဖောက်ပြီးခွဲပေးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဆိုရင်ညီမတို့ကခုနက stock list ထဲမှာ quantity အရေးအတွက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Sunday coffee ရဲ့ parking အကြီးရကြတော့9 parking ကျန်တယ်ခုနကအထုပ်အသေးရမရှိရနေပေါ့နော်အခုဆိုရင်12ထုပ်အနေနဲ့အဖြီပေါ့နော်ရောင်းလို့ရပြီပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ညီမတို့ software မှာရှိရဲပေါ့နော် item conversion ရဲ့အလုံးလုံးပုံလေးပဲဖြစ်ပါတယ်ညီမဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်လည်းညီမတို့ Dara software မှာကျေးဇူးတင်ပါတယ်ရှင်